ဖြစ်နိုင်မှုဆိုတာသူယူသူမိုက်တွေရဲ့အပိတန်တဲမှာပဲရှာတွေ့နိုင်တဲ့သကလုံးတစ်လုံးပါဆိုပြီးတော့ကဘာကိုကြွေးကြော်ခဲ့တဲ့ဥရောပရဲ့စစ်ဘုရင်ကြီးနပိုလီယန်ဘိုနာပတ်ဆိုရင်မတိသူမရှိသလောက်ပါပဲသူဟာသူ့ကိုယ်သူပြင်သစ်ရဲ့ဧကရာဇ်ဖြစ်ကြေညာခဲ့ပါတယ်ဒီလောက်တကောဩဇာအာဏာကြီးမားခဲ့တဲ့ပြင်သစ်ရဲ့စစ်ဘုရင်ကြီးဟာဘလို့နီကုန်းရှုပ်သွားရလဲဆိုတာကိုဒီကနေ့မှာတော့လေ့လာကြည့်ကြရအောင်ပါဥရောပရဲ့စစ်ဘုရင်နပိုလီယန်ဘိုနာပတ်ဟာ1804ခုနှစ်မှာသူ့ကိုယ်သူပြင်သစ်ရဲ့ဧကရာဇ်အဖြစ်ကြေညာခဲ့ပါတယ်။သူဟာပြင်သစ်စကားကိုကော်စီကန်လေယူလေသိန်းနဲ့ပြောတတ်တဲ့သူဖြစ်ပြီးတော့သူ့တိုင်းပြည်ကိုခေါင်းဆောင်ဖို့တင့်တော်တဲ့သူတူတော့မဟုတ်ပါဘူး။ဒါပေမဲ့သူဟာဒီကနေ့အထိသမိုင်းတစ်လျှောက်ညံရီအထက်မြတ်ဆုံးစစ်ဘုရင်တွေထဲမှာတယောက်အပါဝင်ဖြစ်ပါတယ်။နပိုလီယန်ကို1993ခုနှစ်မှာပြင်သစ်စိတ်ကမ်းမြို့တူလောင်းကိုသိမ်းပိုက်ထားတဲ့ဗြိတိရှစစ်တပ်ကိုပြန်တိုက်တဲ့အခါမှာခေါင်းဆောင်သူအဖြစ်လူတွေစတင်ပြီးတော့သတိထားမိလာပါတယ်1995ပါရီမှာတော်လန်ရေးကိုပြင်းပြင်းထန်ထန်နှိပ်ကွပ်ခဲ့ပြီးတော့မကြခင်ပြင်သစ်စစ်တပ်ကိုခေါင်းဆောင်ကအီတလီပေါ်အောင်ပွဲရခဲ့ပါတယ်1996ခုနှစ်မှာစစ်တပ်အကူအညီနဲ့အာဏာရယူဖို့အင်အားလုံလောက်ရှိနေပါပြီသူ့ကိုယ်သူပထမဆုံးကောင်စစ်ဝန်အဖြစ်တင်မြှောက်ခဲ့ပြီးတော့ပြင်သစ်တော်လန်ရေးကြောင့်ဖျို့ဖျဲဖြစ်နေတဲ့အစိုးရစီကနေအာဏာလွှဲယူခဲ့ပါတယ်နပိုလီယန်ဟာလူမှုရေးပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ခဲ့ပါတယ်။ဥပဒေစနစ်၊ပညာရေးစနစ်၊ဗဏ္ဍာရေးစနစ်တွေအတွက်အရှိခံတွေအများကြီးရှာပေးခဲ့ပါတယ်။နပိုလီယန်ဟာစစ်ရေးနဲ့ပတ်သက်လာရင်ပါရမီရင့်တူဖြစ်ပြီးတော့အင်္ဂလိပ်နယ်စပ်အထိကျယ်ပြန့်တဲ့ရေလက်ကြားကနေရုရှားနယ်စပ်အထိဝင်တိုက်တဲ့စစ်ပွဲတွေမှာရှုံးနိမ့်ခဲ့ရမှုကသူ့ဂုဏ်သိက္ခာကိုထိခိုက်ခဲ့ရပါတယ်။1815ဝါတာလူးစစ်ပွဲမှာဗြိတိရှနဲ့ပရက်ရှားတပ်တွေကသူ့ကိုအောင်နိုင်ခဲ့ပြီးတော့ဗြိတိရှပိုင်းတောင်အတ္တလန်တိတ်ထဲကစိန့်ဟယ်လီနာကျွန်းကိုအပို့ခံခဲ့ရပါတယ်။အဲဒီနောက်6နှစ်ကြာမှကတော့နပိုလီယန်ဟာကွယ်လွန်ခဲ့ပါတယ်။နပိုလီယန်ဟာစစ်ရေးနဲ့ပတ်သက်လာရင်ပါရမီရင့်တန်သူတဦးဖြစ်ပြီးတော့အင်္ဂလိပ်ရေလက်ကြားကနေရုရှားနယ်စပ်အထိကျယ်ပြန့်တဲ့ဥရောပကိုစိုးမိုးထားခဲ့ပါတယ်။ရုရှားကိုဝင်တိုက်တဲ့စစ်ပွဲမှာရှုံးနိမ့်ခဲ့ရမှုကနပိုလီယန်ရဲ့ဂုဏ်သိက္ခာကိုများစွာထိခိုက်ခဲ့ရပါတယ်1815ခုနှစ်ဝါတာလူးစစ်ပွဲမှာဗြိတိရှတွေနဲ့ပရက်ရှားတပ်တွေကသူ့ကိုအောင်နိုင်ခဲ့ပြီးတော့ဗြိတိရှပိုင်းတောင်အတ္တလန်တိတ်ထဲကစိန့်ဟယ်လီနာကျွန်းကိုအပို့ခံခဲ့ရပါတယ်စိန့်ဟယ်လီနာကျွန်းကိုအပို့ခံရပြီး6နှစ်အကြာမှာကတော့နပိုလီယန်ဟာကွယ်လွန်ခဲ့ရပါတယ်1804ခုနှစ်ဒီဇင်ဘာလ2ရက်နေ့မှာပါရီမှာရှိတဲ့နော်တာဒိန်းဘုရားရှိခိုးကျောင်းကြီးမှာနပိုလီယန်ဟာသူ့ကိုယ်သူပြင်သစ်ဧကရာဇ်အဖြစ်ဗိတ်သိက်ခံခဲ့ပါတယ်။သူ့ရဲ့အီတလီတန်ပေါက်နေတဲ့နာမည်ဗျူနာဘတ်ကိုလည်းပြင်သစ်ဆန်ဘိုနာဘဲလို့ပြောင်းခဲ့ပါတယ်။ခုတော့လူတွေကသူ့ကိုနပိုလီယန်အဖြစ်သိကြပါတယ်။1805ခုနှစ်မှာနပိုလီယန်ဟာအင်္ဂလိပ်ရေလက်ကြားမှာအင်အား1,400,000ကျော်ရှိတဲ့စစ်သည်တွေကိုစုစည်းထားပါတယ်။ဂုံစုံဆိုင်ပိုင်ရှင်တွေရဲ့တိုင်းပြည်လို့သူခေါ်လေးရှိတဲ့အင်္ဂလန်ကိုကျူးကျော်ဖို့အတွက်ပေါ့ဒီစီမံချက်ထဲမှာအင်္ဂလိပ်ရေလက်ကြားကိုစစ်သင်းဘောတွေမိုးပြန်မှုပေါင်းတွေနဲ့ဖျက်ကျော်ဖို့ရေအောက်ကျန်းကနေဥမင်လိုင်ကောင်းတူးပြီးဝင်ဖို့ဆိုတာတွေပါပါတယ်။ဒါပေမဲ့တရားဖားကရေကြောင်းတိုက်ပွဲမှာအင်္ဂလိပ်ရေကြောင်းဗိုလ်ချုပ်ကြီးနက်ဖ်ဆင်ကသူ့ရေတပ်ကိုရှင်မုန်းလိုက်နိုင်လို့အစီအစဉ်အားလုံးပျက်စီးသွားပါတယ်။နပိုလီယန်ရဲ့အင်ပါယာဟာတကယ်ကိုကျယ်ပြန့်ခဲ့ပါတယ်။ဒါကြောင့်မို့လို့လဲနပိုလီယန်ကိုဧကရာဇ်မင်းဆိုပြီးတော့အဲ့ဒီအခက်ခါကအတိမတ်ပြုတ်ခဲ့ကြပါတယ်။သူ့ရဲ့တကောအာဏာအထွတ်ထိပ်ရောက်တဲ့1812ခုနှစ်မှာနပိုလီယန်ဟာဘော့တစ်ပင်လယ်ကနေရောမရဲ့တောင်ဘက်အထိကျယ်ပြန့်တဲ့ဥရောပကိုအုပ်ချုပ်ခဲ့ပါတယ်။စပိန်၊အီတလီနဲ့ဂျာမနီတွေရဲ့အစိတ်ပိုင်းအများစုဟာသူ့ဩဇာအာဏာနဲ့မလွတ်ကင်းပါဘူး။ကျန်တဲ့ဂျာမနီရဲ့ဆွစ်ဇာလန်နဲ့ပိုလန်တို့ဟာလည်းပဲပြင်သစ်ရဲ့ထိရိပ်အောက်မှာရောက်ရှိခဲ့ပါတယ်။ဒိန်းမန်၊ဩစတြီးယားနဲ့ပရက်ရှားတို့ကသူ့ရဲ့မဟာမိတ်တွေဖြစ်ပြီးတော့ပေါ်တူဂီ၊ဗြိတိန်၊ဆွီဒင်နဲ့ရုရှားတို့သာသီးခြားလွတ်လပ်တဲ့နိုင်ငံတွေဖြစ်ခဲ့ပါတယ်။1812ခုနှစ်မှာစစ်သည်အင်အား9သိန်းကျော်ပါတဲ့တပ်ကြီးရုရှားနိုင်ငံကိုဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ရုရှားတပ်တွေကခွာစစ်ဆင်ခဲ့လို့ပြင်သစ်တပ်တွေရုရှားနိုင်ငံအတွင်းပိုင်းထိဝင်ရောက်ခဲ့ကြပါတယ်။မြို့တော်မော်စကိုကိုသိမ်းပိုက်နိုင်ခဲ့ပေမဲ့ရိတ်ခါမထောက်နိုင်တဲ့အတွက်ပြန်ဆုတ်ခဲ့ရပါတယ်။ဂျန်နံပြစ်ထန်တဲ့ရုရှားဆောင်ရသည်ကနပိုလီယန်ရဲ့စစ်သည်တော်တွေကိုများစွာသေဆုံးစေခဲ့ပါတယ်။
ရုရှားရှုံးကနပိုလီယံကိုကြံနိုင်ငံတွေကပြန်လှန်ဖို့အားကိုဖြစ်စေခဲ့ပါတယ်ဗြိတိန်ဩစတြီးယားပရက်ရှားနဲ့ရုရှားတို့ကညွန်ပေါင်းတပ်ဖွဲ့ပြီးတော့နပိုလီယံကိုဝိုင်းတိုက်ခဲ့ကြပါတယ်သူဖမ်းဆီးခံရပြီးတော့မြေထဲပင်လယ်တွေကအေဗာကျွန်းကိုအပို့ခံခဲ့ရပါတယ်နောက်ပြန်လွတ်လာပြီးတိုက်ပွဲဖြစ်ကြရမှာဘယ်လ်ဂျီယံပြည်ဘရက်ဆဲနီကဝါတာလူးမှာနပိုလီယံရှုံးနိမ့်သွားခဲ့ရပါတယ်အဲ့ဒီခါမှာပိုဝေးတဲ့စိန့်ဟယ်လီနာကျွန်းကိုအပို့ခံခဲ့ရပြီးတော့1821ခုနှစ်မေလ9ရက်နေ့မှာနပိုလီယံဟာကွယ်လွန်ခဲ့ရပါတယ်သူ့ရဲ့ကမ္ဘာကျော်စကားတစ်ခွန်းကတော့မဖြစ်နိုင်ဘူးဆိုတာသူယူသူမိုက်တွေရဲ့အပိတန်ထဲမှာပဲရှိတဲ့ရှာတွေ့နိုင်တဲ့စကားလုံးတစ်လုံးပါဆိုပြီးတော့သူပြောခဲ့တာပါ